နည်းစဉ်းစားရများတော့တယ်တောင်းပါရအာအချင်းကြရှုံးပါရကျွန်တော်နောက်ပဲဆိုရမယ်ကျွန်တော်အမဲကန်ရပြီကောနော်ဒီပွဲတော့ခုနကအများကြီးစဉ်းစားပြီးအချင်းကြရှုံးပါဒီပွဲတော့အများကြီးမစဉ်းစားတော့ဟုတ်ပြီကျွန်တော်တွေဟိုဘက်ကပါရှိငါဘာပြောဘာခွက်ကြီးကျွန်တော်စကန်နေပြန်ဆိုရတက်တန်းတစ်ချောင်းလုံးမှာဒီခွက်မတွေ့ဘူးဗျကျွန်တော်ဒီဘက်တောင်းလဲဆိုရင်ဒီဘက်လာဒီခွက်မတွေ့ဘူးပေါ့လာမေးမယ်ဆိုရင် check စောင့်မယ်ဆိုရင်ပြန်စားပြီးရင်ဘာညာဝဲโอเคစောင့်မယ်ဆိုရင်ပြန်စားလာမေးမယ်ဆိုရင်ကျွန်တော်စင်တာမှာပုံထားရအောင်ထားရအောင်ဒီဘုံရွှေ့ခေါ်မှာဒီဘုံရွှေ့ခေါ်မှာကျွန်တော်ဒီဘုံမဲ့ရွှေ့လိုက်မယ်ဗျာစားမယ်ဆိုရင်ပြန်စားပါဗျာcenter control center control center ဒါရွှေ့မယ်ဆိုရင်ဒီအောင်ဒီဘက်လာအဲ့ဘက်လာမယ်ဆိုရင်အဲ့တော့ကျွန်တော်ပင်ထားလိုက်မယ်ပင်ထားမယ်ဆိုရင်ဒီအောင်ဒါလောက်စားမယ်ဆိုရင်ဒါရွှေ့လို့ရအောင်ဟုတ်ပြီဒီဘက်ပဲရွှေ့အောင်ဒီဘက်ပဲရွှေ့လိုက်ပါမယ်center control ခုနကပွဲဟိုချင်းကြပြီးရှုံးသွားတယ်ဗျာဒါကဘာနေကြဒီဘုံတက်တာမကောင်းဘူးပေါ့နော်ဘာလို့လဲဆိုတော့ fine go fine ဘယ်လိုလဲဘန် go fine ဘန် go fine အမြဲပြောရပါတော့ဒီဘုံမတက်နဲ့ဒီဘုံမတက်နဲ့ okay တော့ check ပြီးရင်ကျွန်တော် check ဒါလည်းစားမယ်ဆိုရင်ဒါရွှေ့ရင်ကောင်းမလားဒါရွှေ့ရင်ကောင်းမှာကျွန်တော်ကောက်ရလိုက်ကောင်းမှာဒါရွှေ့ရပဲကောင်းမှာအော်စိတ်ညစ်တော့စားကျွန်တော်တို့အနေနဲ့ဒီနေ့ဗီဒီယိုလေးမှာတော့ကျွန်တော်ရထားတစ်ကောင်ချကျွေးပြီးတော့ကျွန်တော်ဘယ်လိုနိုင်ရမလဲဆိုတာကျွန်တော်ပြောပြပေးတော့မှာဖြစ်ပါတယ်ခင်ဗျာရထားကမ်းပစ်ကြောက်ကြလာတော့မသိဘူးကြောက်ကြလာမသိဘူးဒီကောင်တော့ပြန်ပြီးပါလားဆော့လို့ကောင်းပြန်ပေးပါလားဒါဆော့လို့ကောင်းလာပြီးတော့ဒီလိုကောင်းပါတယ်အဲ့လိုကောင်းရင်တော့အကျုံးကျစိန်လောက်ကအဲ့လိုကောင်းမယ်ဆိုရင်ကျွန်တော်တို့အနေနဲ့စကွက်ခိုင်းလို့လည်းမရဘူးဒီပုံမပေးချင်ဘူးဖြစ်နေဒါဟုတ် hey disconnected ဖြစ်သွားပြီနိုင်ပြီလားမသိဘူးရထားချကျွေးပြီးတော့ကျွန်တော်အနိုင်ပလိုက်တာ
ဒါမျိုးဘယ်မှာတွေ့ဦးလဲဗျာဘယ်မှာမှမရဘူးကျွန်တော်ဒီမှာပဲရမှာပေါလို့ပဲတော့အော်နည်းမျောလင်းချက်တွေပြီးတော့မျောလင်းချက်တွေပြီးတော့ပဲအဲ့တော့ဒါလေးပြန်လာခဲ့ပါအကောင်နှိမ့်နေအကောင်တွေလိုက်မလဲတာအကောင်လည်းကျွန်တော်ဒီဘရင်ကိုလုံးလုံးကြုံလေးထားဘရင်လုံးကြုံလေးထားပါနော်ဟိုဘက်ကကျွန်တော်ဖောက်မရအောင်လို့ဘယ်လိုလေးထားကျစင်ရတန်းကိစ္စမရှိပါဘူးကျွန်တော်ဘရင်လုံးရုံလေးထားနေကျွန်တော်သူကဘာမှကြောက်ရမလို့ပေါ့ဘရင်လုံးရုံလေးထားဖို့သူ့ဘက်ကနေသူ့လိုမှားလာတယ်အခုကမှားနေရလားအော်ရာနဲ့ဆိုတာချက်ကိုဒီတိုင်းယူလို့ဆိုတာအော်ရာနဲ့ဆိုတာအကောင်ချင်းလဲအောင်လေကွာဆော့လို့ကောင်းအောင်ဟမ်ကောင်းချင်းလဲလိုက်ပြောပြီဗျာအဲ့ဒါဆိုရင်ကျွန်တော်အကောင်မနေတော့ဘူးတော့ပြောဘာလို့ချင်တော့ဒီဘက်တွေလာချင်ဘာလို့ချင်တော့ကျွန်တော်လည်းမသိဘူးပေါ့နော်ကျွန်တော်ကတော့ဒီဘက်ရွှေ့မယ်ပေါ့နော်ဒါလေးချောင်းလိုက်မယ်တဲပဲအတက်တဲပဲတက်ခွင့်မပြုပေးဘူးလားဒီရဲဝင်မယ်ပြီးရင်ကျွန်တော်ဒီဘက်သွားမယ်ပြီးတော့ဒီဘက်ပြန်လာဟာဘလို့ရောဟာကိုကောင်းနေနေမရှိဘူးဒီဘက်တော့မရှိဘူးဒီဘက်တော့အဲဒီကောင်ကခုံးမဲ့လမ်းကြောင်းတွေလိုက်ပိတ်နေတာစိတ်ဆိုးနေကြစိတ်ဆိုးပါနဲ့ဟုတ်တယ်ဘာလို့တာလဲစာပြန်စားပြီးရင်ကျွန်တော်ဘယ်ဘက်ခေါ်အောင်လဲဒါရွှေ့ပါဘောဒါလာမယ်ဆိုရင်decision ပွင့်နေရဖန်ယူမယ်ပေါ့နော်ပြီးရင်ကျွန်တော်ကိုဒီဘက်ထားလိုက်မယ်အေးစီပါချက်ကို aura နဲ့ဆိုတာကျွန်တော်ပြဆောင်ယူပါနော်သူဘာလို့လုံးဝမကြောက်ဘူး okay စားမယ်ဆိုရင်စားပါမှာစားပြီးရင်ကျွန်တော်ဒီဘက်တော့ဒီဘက်လာတယ်ဒါမဲ့ဆိုရင်ကျွန်တော်ဒီဘက်တော့မယ်ဆိုရင်ကျွန်တော်လာချက်မယ်ဆိုရင်ကျွန်တော်ဒီဘက်တော့ကျွန်တော်ထပ်လာချက်မယ်ဆိုရင်ကျွန်တော်ဒီဘက်တော့ဒီ okay မချက်ဘူးကမေးလို့ရတယ်မေးမယ်ဆိုတော့ဒီဘက်တော့ကျွန်တော်တို့ရချက်ကို aura နဲ့ဆော်တာဗျာ Mixta Bangladesh AK11H22 တ
Dun 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 dun. Hey, hey. Okay, အဲ့တော့ကျွန်တော်ဒါလေးပဲစင်တာမှာထားထားလိုက်မယ်စင်တာမှာထားထားမယ်ဆိုရင်သူကဒီဘက်လာပါဗျအဲ့ဘက်လာမှာဆိုရင်ကျွန်တော်ဒီဘက်ပဲအဲ့ဘက်လာမှာဆိုရင်ကျွန်တော်စားလိုက်မယ်ဒါနဲ့ပြန်စားမယ်ဆိုရင်ဒီကောင်ကဒါဒီဘက်ပဲရွှေ့လိုက်ဒီဘက်လာမယ်ဆိုရင်ကျွန်တော်စားဒါနဲ့ပြန်စားမယ်ဆိုရင်ကျွန်တော်ဒီဘက်တော့မယ်ဆိုတော့ဒီဘက်လာမယ်ဆိုရင်ကျွန်တော်တို့ကဒီဘက်တော့မယ်ဆိုရင်သူအနေနဲ့ဒီဘက်တော့โอเคစားဒါနဲ့စားကျွန်တော်ဒီဘက်တော့ဒုတိယပွဲမှာကျွန်တော်ခဏရအောင်ဟာဘယ်လိုကြီးတော့ဒုတိယပွဲမှာကျွန်တော်အနေနဲ့နိုင်ပွဲပြန်လဲရရှိတော့မလားတော့ဒီဘက်တော့လို့ရတယ်ဒါပေမဲ့ဒီဘက်တော့မယ်ဆိုရင်ဒါ push ရောဒါလေးကောင်းပါစားလဲလိုက်တာကောင်းပါကျွန်တော်မလိုအပ်တဲ့ဆွန်စားမှုတွေမလုပ်တာအကောင်းဆုံးပါအေးဆေးပေါ့ဗျာကျွန်တော်ဒီအန်ကင်းကတော့ကျွန်တော်နိုင်ပါတယ်မျက်လုံးမိတ်ဆော်အောင်နိုင်တယ်ဒီအန်ကင်းကတော့ကျွန်တော်မျက်လုံးမိတ်ဆော်အောင်နိုင်ပါတယ်ဗျာစားဒီဘက်လာမယ်ဆိုရင် check ဒီဘက်တော့လိုက်လို့ရတယ်တစ်ခေါက်တော့ချက်လို့ရတယ်ကျွန်တော်ဒီဘက်တော့ okay check ဒီဘက်တော့မျက်လုံးမိတ်ဆော့အောင်နိုင်မယ်ဆိုတော့ကျွန်တော်ရှောက်ပြောတာပါဒီကမနိုင်ပါဘူးကျွန်တော်ဒီဘက်တော့မယ်ဆိုရင်ခဏလေးပါအဲကျွန်တော်ဒီဘက်တော့မယ်ဆိုရင်သူ့အနေနဲ့ဒီဘက်တော့မယ်ဆိုရင်ကျွန်တော်ဒီဘက်တော့ check check ဒီကောင်းမဲ့ရင်မေးလိုက်ဘာလို့လဲဆိုတော့ကျွန်တော်ရဲ့ရထားကြီးလဲတော့မှကြောက်လို့ကျွန်တော်ကြောက်ပါရဲ့ okay ကျွန်တော်ချက်ပြီးတော့စားလိုက်ရပါမယ်ဒါမှကျွန်တော်တာနေအောင်ပါပဲစားခိုင်းနိုင်မယ်သူကိစ္စမရှိဘူး push ကင်းပြေးမယ်ကျွန်တော်လာပြီးကျွန်တော်ရဲ့ကင်းလုံးနေလေတော့ပါကွာကျွန်တော်ဒီဘက်တော့မယ်ဆိုရင်သူစားမယ်ဆိုရင် check ဆိုပြီးတော့ဟောလုပ်ပြရပါမယ်let's go there စားလို့မရဘူးအဲ့တော့ကျွန်တော်လာချက်မယ်ဆိုရင်ကျွန်တော်ဒီဘက်တော့စားတော့ကျွန်တော်အနေနဲ့ပဲရောင်းပြီးတော့စိတ်စားအဲ့ပဲပြေးလို့ရတယ်ဒီကဲပဲဟုတ်ပြီတော့ရက်ကန်လေးနဲ့တော့ကျွန်တော်မြင်နေရပါပြီအကင်းပြင်မောင်းတာရင်ဆိုတော့ကျွန်တော်ပါပဲစိတ်မပူကြပါနဲ့ကျွန်တော် check စားမယ်ဆိုရင်စားမစားဘူးဆိုရင် yes check စားနိုင်ပြီလားဒီဘက်တော့
ဒီဘက်တော့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 တောင်းဝင် check ဆိုရင်ဒီကောင်ကပဲပြတော့ဒီဘက်တော့ဒီဘက်တော့မယ်ဆိုရင်ဒီဘက်တော့ဒီဘက်တော့ဝေးစဉ်းစားကြ check ရောဒီဘက်တော့မယ်ဆိုရင်ဒါတက်လာတယ် check and game ပြင်မောင်းတာရင်ဆိုကျွန်တော်ပါပဲ yes အဲဒါဆိုရင်ကျွန်တော်ဒီဘက်တော့လာand game ပြင်မောင်းတာရင်ဆိုကြောက်ရအောင်မသိဘူးcheck check တေးမလို့ခြင်းဘူးပါကျွန်တော်အနေနဲ့တေးမလို့ခြင်းပါဘူးတေးမလို့ခြင်းဘူးနောက်ဆုံးတော့ကျွန်တော်အန်ဂိမ်းပြင်မောင်းထားရင်โอเคကျွန်တော်အန်ဂိမ်းပြင်မောင်းထားရင်အနေနဲ့ကျွန်တော်ရရှိသွားပြီပေါ့နော်